ဆိုနောက်တစ်ခါကျတော့ဒီခုခေတ်ပေါ့ခုခေတ်ရတော့ရှိပေါ့ rotating ကိုလေဒီမှာခုခေတ်လို့ခေါ်တာခုခေတ်ပေါ့အဲဆိုခုခေတ်ရတယ်သူစားနေမရတော့နော်သူကတင်ကြီးတာနေပြတာပုံနေပြတာပေါ့ဒီမှာဒါလေးယူပြီးတော့ရှိုးလောတဲ့တမူးဖြောက်လာပါနော်တမူးကဒီမှာထည့်ရတာပေါ့ဒီတမူးဖြောက်လို့ဆိုလို့ရှိရင် first corner click second corner click free zero はい。first corner second corner ပြီးဒီကောင် rectangle ပါလို့ရှိရင် point နဲ့ခံပြီးဆွဲချင်လို့ရှိရင်ဒီမှာပုံဖမ်းတဲ့နေရာ up point ဆို right click ပေါ့ up point ဆိုရင် right click ဒီလိုလေး right click ဆက်တော့ point ဖမ်းတယ်はい。はい。တော့မရှိဘူးလေဒီလိုတမိုးထည့်ဆွဲချင်တော့ဒီမှာပါစုံပိုးနေရမှာထည့်ဆွဲတော့ခုန line တိုင်းမျိုးはい。သူကျတော့ရှိဒီမှာ download လုပ်လိုက်လို့ဆိုတော့ဒီ rectangle ဆိုတမိုးတစ်ခုထည့်လို့မရတော့ဘူးတော့ဘာထည့်ပြရမလဲဆိုရှင် h တမိုး point တမိုးထည့်ပြရမှာဒါဆိုသူကပထမထည့်တဲ့တမိုး h တမိုးဒုတိယထည့်တဲ့တမိုး y တမိုးပေါ့5050ဆိုတာတော့30လောက်ကျနော်30ပေါ့ဟာ30ထည့်ရမယ်ဒါဆိုရင် horizontal က30 vertical က30 rectangle ထည့်အောင်ကိုပြင်းလို့ရတယ်နော်20ထည့်မယ်ဆိုရင်20ပေါ့ပြီးရရှိဒီမှာ click ချမယ်ဆိုနော်သူက click ချမယ်ဆွဲလို့မရဘူးဟောလေးခိုက်လိုက်မပြောက်သွားသေးဘူးရှင် click ချမယ်ဘာလုပ်လို့ရလဲဆိုဒါရှင်ရွေးလို့ရတယ်はい。ဟောတဲ့ငင်းလေးကိုသူက point ခံပြီးဆွဲတာ30ပဲလေလို့ဆိုတာနော်ဆိုလို့ကြီးဒီကောင်ကိုရှင်30ထဲပါဆိုဟုတ်တယ်ဒီ end point ကိုရှင်ဖမ်းလိုက်မယ်ထားတော့ right click နဲ့ဖမ်းလိုက်မယ်ဒါဆို rotate ငင်းလေးစတာ end point ဖြစ်သွားပြီပြီးတော့ဘယ်လိုလုပ်ရလဲဆို direction ရွေးလို့ရတယ်ဒီ end point ကိုပတ်လိုက်လေဒီမှာဘက်ပေါ့ဘက်ဒီလို direction ကိုနေအောင်ရွေးလို့ရတယ်နောက်ဘယ်အပေါ်ဘယ်လဲဘယ်အောင်ဒါဆိုအနေအပေါ်အနေလေအနေအောင်ဒါဆိုညာအပေါ်ညာလေညာအောင်ပြီးတော့ရှိကိုလိုချင်တဲ့ direction ရောက်ပြီဆိုတော့ကလေးချအောင်အလိမ်ပေါ်ရေးထားမယ်ဆိုအလိမ်ပေါ်ရေးထားအောင်နော်ကလေးချပဲတစ်ခါထားအောင်လေတမိုးပေးတော့ရှိ direction ရေးရတယ်ဒါဘူးပါပဲဒီမှာလေးဟောပါနော်ခါတာမှုပြပါတယ်ဒီ training မျိုးမှာရှိအဆောင်လေးဆွဲချင်ဒီပါကိုစောင်းမဲ့ end ထိ45ဆို45စောင်းလာပြန်ပြရဒီတမိုးအဆောင်တမိုးလို့ရှိရင်တော့ပေါ်ဆောင်ပါပဲဒီကခါတာမှုပြအဆောင် ဟို rectangle တစ်ခုကိုနေရာချပြီးတော့ကြတော့လေနောက် command တစ်ခုကလည်းအဲ့ rectangle ကြီးဖြစ်နေအောင်လေ escape နဲ့တင် ဟော redo undo ဖြစ်သွားအောင်နော် SK နေတော့ undo ဖြစ်သွားမှာဟုတ်တယ်ကိုမမထွက်တော့နောက်ကဟာ undo ဖြစ်သွား အဲ့ဆိုရင် undo အဲ့ဘာလဲ command ထိုက်ချင်မှဆက်လုပ်ရတာ ကိုမထွက်ချင်ရင်ဒီ key လေးသုံးရတယ် auto ဆိုတဲ့ key လေးသုံးရတယ်ဒါ auto ဒီပါလေအောက်ဆုံးတော့ရှိတယ်ဒီစမေးဒါဆိုကိုမထွက်တော့ auto rectangle ကိုမယူရတယ်ဆို rectangle ကပေါ့ဆိုတော့ရောက်ကတ်နေမှာ ဟုတ်ကတ်နေလို့လေတစ်ခါချပြီးရင်တစ်ခုထပ်ဝင်သွားပြီးတော့ကြတော့နောက်တစ်ခု click လိုက်လိုက်ရင်တည်းဆိုရင် rectangle ကနောက်တစ်လုံးထပ်ပေါ်လာလို့လေ ဟုတ်တယ်တခြား comment ပြောင်းလိုက်ရင်ရပါတယ်ဒီမှာတခြား comment ပြောင်းလိုက်တော့မပေါ်တော့ဘူးကိုမထွက်ချင်တော့ဒီ auto လေးနဲ့သုံးရတယ်ဟုတ်
ဒီ auto မှာရှင်နိုင်လက်တဲ့တုံးချင်တယ်ဆိုလို့ရှိရင်ဟိုကလစ်ဖြစ်ဆွဲ9 နိုင်ရှိတယ်ကလစ်9 နိုင်နော်ကလစ်9 နိုင်မှာတော့နိုင်လက်တဲ့ပုံမှန်လေးထည့်တော့9 နိုင်ထည့်တာ ဩအဲ့လို ကလစ်9 နိုင်နော်9 နိုင် はい。9 နိုင်